ခုဗီဒီယိုက page setup ဘယ်လိုလုပ်ရမလဲဆိုတာကိုပြပေးသွားမှာပဲပေါ့နော်။အရင်ဆုံးကိုကစာရိုက်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံး page setup ကိုအရင်လုပ်ပေးရမယ်ပေါ့နော်။အဲ့တော့ page setup လုပ်ချင်တယ်ဆိုလို့ရှိရင် page layout tab ကိုသွားမယ်ပြီးရင်ဒီက page setup ပေါ့နော်ဒီကမြားလေးပေါ့နော်။ဒီဟာလေးကိုနှိပ်မယ်တော့ဒီ box လေးကြာလာမယ်ပေါ့နော်။အရင်ဆုံး paper tab ကိုသွားမယ်။ paper tab မှာ paper size မှာအခု default သူချပေးတာက letter ပြီးတော့ဒါသူရဲ့ဒီ measurement ပေါ့နော်ဒီ letter ရဲ့ 8.5 11 inches ပေါ့နော်ဒီဟာလေးအခုချပေးတဲ့ဒီစာရွက်ရဲ့ size ပေါ့နော်အဲ့တော့ကိုက A4 နဲ့စာရိုက်မယ်ဆိုလို့ရှိရင် A4 ကိုရွေးပေးရမယ် paper size မှာ A4 ရွေးပေးရမယ်ပြီးရင်နောက်တစ်ခုက margin tab မှာကဒီမှာ top ရဲ့ button ရဲ့ left ရဲ့ right ရဲ့ရှိ margin ဆိုတာကဘာပြောရလဲဆိုစာရွက်ကိုအနာသားခြံပေးထားတာပေါ့နော်ဒါဆိုလို့ရှိရင်သူ default ချပေးထားတာက1 inches တွေကြီးပဲ1 inches ဆိုတာဆိုလိုတာကဒီ top ဆိုလို့ရှိရင်ဒီထိပ်ကနေ1 inches အကွာဒါဆိုလို့ရှိရင်ကာစာကဒီကနေစပြီးတော့ကြာပြန်ဒီကနေစပြီးတော့မှပဲစာတွေရိုက်လို့ရတာပေါ့နော်အနာသားခြံပေးထားတာပေါ့နော်အခု left ဆိုလို့ရှင်ဒါဘယ်ကနေ1 inches ခြံပေးတယ် button ကအောက်ကနေ1 inches right က1 inches ပေါ့နော်ဒီလိုမျိုးဒါက margin ခြံတာကိုပြောချင်တာကိုက 0.5 ပဲခြံနေဆိုလို့ရှိရင် 0.5 ကိုဒီ select လုပ်ပြီး keyboard ကနေ 0.5 top ကို 0.5 ပဲကျန်တာအကုန်လုံးကျန်တာတွေက1 inches ပဲထားခြင်းတယ်ဆိုလို့ရှိရင်ဒီ top တစ်ခုပဲချိန်လိုက်လို့ရှင်ရတယ်ပေါ့နော်ဒါကကိုရိုက်မယ်စာရွက်ပေါ်မှာကိုလိုချင်တဲ့ margin ကိုချိန်လို့ရတယ်ချပေးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ orientation မှာသူက portrait နဲ့ landscape နှစ်ခုရှိတယ် portrait ဆိုတာကစာရွက်ကိုမှ down လိုက်အရှည်လိုက်ပေါ့နော် A4 မှာအရှည်လိုက် landscape ဆိုလို့ရှိရင်ကျတော့အလျားလိုက်ပေါ့နော်ဒီလိုအလျားလိုက်ကိုသူကချပေးတာပေါ့နော်ဒါကသူရဲ့အခေါ်အဝေါ်လေးပေါ့နော် portrait landscape ဒါဆိုလို့ရှိရင်ကိုက portrait နဲ့ပဲရိုက်မယ်ဆိုလို့ရှိရင် portrait ပေါ့နော်ဒါကိုရွေးဒီ setup တွေလုပ်ပြီးသွားလို့ရှိရင် okay ကိုနှိပ်လိုက်လို့ရှိရင်ဒါ A4 size ဒီ size ရွက်က A4 size ပြီးသွားလို့ရှိရင်ဒီထိပ်ကနေ 0.5 ပဲခြံပေးတယ်ဒါပေမဲ့ left ကနေကကြတော့1 inches ခြံပေးထားတာပေါ့နော်ဒါအရင်ဆုံးကိုက page setup လုပ်ပေးရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာမလုပ်ဖ ೇನೆ ဒီကနေလေရွေးလို့ရတယ် size မှာကဒီမှာ A4 လား legal လား A5 လားစသဖြင့်ကိုရွေးချင်တဲ့ size ရွေးလို့ရတယ်ပြီးမှ orientation portrait landscape margin ဒီမှာသူမှာ margin ချပေးထားအများကြီးပဲ 0.511 တို့1 inches တို့အကုန်လုံး all 0.5 တို့တာပေါ့နော်ကိုချချင်တဲ့ margin ကဒီထဲမှာရှိတယ်ဆိုလို့ရှိရင်ဒီထဲကရွေးလိုက်ရုံပဲမရှိဘူးဆိုလို့ရှိရင် customize margin သွားရမယ်ဒီ customize margin သွားလိုက်လို့ရှိရင်ခုနက page setup ကိုဒီနှိပ်လိုက်လို့ရှိရင်ကြာလာတဲ့ box နဲ့အတူတူပဲပေါ့နော်အဲ့ဒါ page setup ကဒီကနေသွားပြီးတော့လုပ်ပေးရတယ်ပေါ့နော်